food blogger တည်းရဲ့ food blog လေးကိုကြည့်ရင်းနဲ့ကျမကတော့လေးလေးနည်းနည်းလေးဖုတ်ပါမယ်เนาะပြန်ဆက်မျက်နှာလေးတွေလည်းထိခံပြီးတော့ကြည့်ပေးကြပါအောင်เนาะကျမတင်တဲ့ဗီဒီယိုတွေရဲ့အောက်မှာလေဒီကြွားလိုက်တာဆိုတဲ့ဟာလေးတွေကိုမှတ်ထားတာလေးတွေတွေ့တယ်ကျမကလေဥစ္စာတနာပစ္စည်းဥစ္စာတွေနဲ့ပတ်သက်ပြီးတော့ဘယ်နှခါမှကြွားပါဘူးလို့လေကျမချပြတာဆိုတော့အရှင်တို့ငြင်းနေတဲ့ဟာတွေကလေချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့ကျမကချပြတာပဲရှိတယ်အဲ့ဒီချစ်ချင်းမြတ်တာဆိုတာလေပတ်စံရှိရင်တော့ဝယ်လို့မရအောင်เนาะအဲ့ဒါကျမကိုတွေ့ပဲရှင်တို့ဥစ္စာတွေဘာလို့ချင်းနေညာလို့ချင်းနေပတ်စံရှိဝယ်လို့ရတယ်ချစ်ချင်းမြတ်တာကိုပတ်စံနဲ့ပေးဝယ်တဲ့ခါကျအစ်စ်မှန်နေမရဘူးရရင်တော့မှအတုအယောင်တွေပဲရမှာเนาะကျမဆိုရင်ကျမရောက်ခမကျမပေါ်ဘယ်လောက်စေနာရှိလဲဘယ်လိုမျိုးတွေလုပ်ပေးလဲစိတ်ထဲမှာရှိလဲပေါ့လေပြီးတော့ကျမယောက်ျားကျမကိုဘယ်လောက်ချစ်လဲဘယ်လိုမျိုးတွေဖြည့်ဆည်းပေးလဲဆိုတဲ့အရာချပြတာတချို့လူတွေရဲ့အမြင်မှာဒါကြွားပါတယ်လို့ထင်တယ်ဒါကြွားပါတာမဟုတ်ဘူးကျမရဲ့အပြင်က lifestyle ကအဲ့ဒီလိုမျိုးနေတာဗီဒီယိုလေးရိုက်တဲ့အချိန်မှာဒါဟန်ဆောင်ပြီးတော့လီဆယ်ပြီးတော့ပြောတာတခုမှမရှိဘူးကျမချပြတဲ့ဗီဒီယိုတွေအကုန်လုံးကတကယ်အပြင်မှာအစစ်မှန်နေကျမတို့နေထိုင်တဲ့ဟာတွေကိုပဲချပြတာကျမယောက်ျားဆိုရင်ကျမကိုအမြဲတမ်းပြောမယ်ကို့မှာဘယ်လောက်ရှိလဲဘဝရှိလဲဆိုတာဒီ social မှာလုံးဝမချပြရအောင်တော့ဆိုပြီးကျမကိုအမြဲတမ်းသူကတင်ပေးတာ